အားလုံးပဲမင်္ဂလာပါ77 Sport နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ penalty မကန်ရလောက်အောင်ဒီဟာလန်ယုံကြည်မှုပျောက်ဆုံးနေပြီလားဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပါအဲ့တော့ကျွန်တော်တို့ဒါ Crystal Palace နဲ့ပွဲကိုကျွန်တော်အပုတ်တော်တော်များများပြောပြတယ်အဲ့လိုမျိုးအပုတ်တော်တော်များများပြောပြတဲ့အချိန်မှာမှလူစိတ်ဝင်စားစရာ topic ဒီ Henderson ရဲ့အနီကက်ဟုတ်မနေဘူးဗျဒီ Henderson အနီကက်ပြခံရတာမပြခံရတာဒီ Man City အတွက်အဲ့လိုကြီးဒီအရေးပါတဲ့ကိစ္စမျိုးမဟုတ်ဘူးဒါတခြားဒီမနစ်က Man City ဒါဆိုလို့ရှိရင်ဒီ Henderson အနီကက်မပြလဲအပြမခံရလဲ Crystal Palace ရှုံးပါပဲအဲ့တော့အနီကက်ပြခြင်းမပြခြင်းကိုစိုးရင်ပူပန်နေရမယ်အဆင့်တန်းညီတယ် Man City အဆင့်တန်းမဟုတ်ဘူးရှုံးလို့သာရှုံးသွားတယ်သူတို့လည်းဖိနေတာပဲဆိုတော့ညာလည်းပဲဒါသူတို့ခြေစွမ်းညံ့လို့သာရှုံးသွားတယ်လို့ပဲကျွန်တော်တို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ Man City level ကိုနိုင်ကူမှနိုင်ပါတယ်ဆိုတဲ့ level မျိုးတော့ကျွန်တော်တို့မသတ်မှတ်ချင်ဘူးအဲ့တော့ကျွန်တော်တို့စိတ်ဝင်စားစရာ hot topic ဖြစ်နေတယ်biggest topic ဖြစ်နေတဲ့အကြောင်းအရာဒီပါလဲဆိုတော့ဟာလန်ပန်နတီမကန်တဲ့အကြောင်းရင်းပဲအဲ့တော့ဒီ Henderson ကဒီ Quincy အပြင်ကနေပြီးတော့လက်ပုတ်လိုက်တဲ့အချိန်မှာအနီကတော့မပြဘူးပန်နတီတော့ပေးလိုက်တယ်Okay ပန်နတီပေးတယ်ဆိုတော့ညာလည်းပဲဟာလန်ဒီအဓိက Man City ရဲ့ main player မျိုးဖြစ်တယ် main ပန်နတီ player မျိုးဖြစ်တယ်အဲ့တော့ဟာလန်ကန်ရမယ်ဆိုတဲ့အနေအထားမျိုးမှာအိုမာမာမော့စ်ကိုကန်ခိုင်းလိုက်တယ်ဝင်သွားရင်တော့ကိစ္စမရှိဘူးဆိုရင်လက်ရှိမှာမဝင်သွားဘူးအဲ့ဒီမဝင်သွားတဲ့ပြဿနာဒီဘယ်လိုပြောမလဲခေါ်ယူလာအတွက်ဖလားသုံးဆုံးရှုံးခဲ့တယ် Man City အတွက်ဖလားလက်မဲ့ရာဒီကိုဖျက်တမ်းခဲ့ရတယ်ဒီလိုမျိုး butterfly effect တွေအထိကျွန်တော်တို့ဖြစ်သွားခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဟာလန်တယောက်ဘာကြောင့်ဘယ်လိုပြောမလဲပန်နတီကိုမတွင်းတာလဲပေါ့အဲ့တော့ပန်နတီကိုဟာလန်ဘာကြောင့်မတွင်းတာလဲဆိုလို့ရှိရင်လက်ရှိရာသီဟာလန်ရဲ့ပန်နတီ record ကိုကြည့်တဲ့အချိန်မှာ9ဂိုးပန်နတီ9ခုပေါ့နော် sorry ပန်နတီ9ခုရခဲ့တယ်အဲ့ဒီအချိန်မှာ4ဂိုးပဲတွင်းနိုင်ပြီးတော့3ဂိုးဒါလွဲချော်ထားတယ်ပေါ့အဲ့တော့ဟာလန်ဒီမနစ်ကတော့ဆိုလို့ရှိရင်ပန်နတီလွဲချော်မှုကအရန်နည်းလိုမျိုးပဲ triple ရတဲ့နှစ်တုန်းကဆိုရင်ဟာလန်ပန်နတီလွဲချော်မှုကအရန်ကိုနည်းခဲ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီနှစ်မှာတော့ဟာလန်ဒီတာမန်ကစားသမားတယောက်ပန်နတီတွင်းနိုင်နှုံမှရှိတယ်ဆိုတဲ့သဘောတရားမျိုးမှရှိတယ်အဲ့တော့ main ပန်နတီ taker ပုံစံမျိုးမဟုတ်ဘဲနဲ့တာမန်ကစားသမားတယောက်ကပန်နတီတွင်းတဲ့အချိန်မှာ10ဂိုးမှာဆိုကြပါစို့9ဂိုးလောက်ဝင်နေဆိုတဲ့ပြားမြပမာဏလောက်6ဂိုးလောက်ဝင်နေဆိုတဲ့ပြားမြပမာဏလောက်ပဲဖြစ်နေတယ်ဒါဟာလန်ကိုကစားသမားမျိုးအတွက်တော့တော်တော်လေးတော့စိတ်မချမ်းမြေ့စရာကောင်းတဲ့ပန်နတီ taking ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဒီယာဒီမှာဟာလန်ကိုတွင်းထုံးရောနေရလေဒီတိုင်းရဲ့အတိပဲအဲ့တော့ဟာလန်ဒီပန်နတီတွင်းမှုတော်မှာယုံကြည်မှုပြောင်းနေပြီလား final လိုမျိုးနေရာမှာငါဒါပန်နတီမဝင်သွားဘူးဆိုလို့ရှိရင်လူတိုင်းကငါ့ကိုအပြစ်မြင်မှာပါလားဆိုတဲ့စိုးရင်စိတ်တစ်ခုသူ့မှာရှိနေတာလားဒါမှမဟုတ်လို့ရှိရင်အိုမာမာမော့ချ်ကိုပဲဒါသူကတော့ဂိတ်ဆုံးသွားပြီးငါကတော့ဒါပြောမယ်ဆိုလို့ရှိရင်တွင်းကိုကတော့တွင်းစရာမရှိတော့ဘူးအိုမာမာမော့ချ်တော့ဝင်မှာပဲဆိုပြီးတော့စီတနာနဲ့ပေးတာလားဒီလိုမျိုးရွေးချယ်စရာနှစ်ခုရှိတာလေဆိုပေမဲ့ final လိုပွဲကြီးမှာ main ပန်နတီထိတ်ကမကန်မင်းနဲ့အိုမာမာမော့ချ်ကိုပေးတာဒီတော့အရင်စီနာကောင်းပြီးတော့မာမော့ချ်ကိုကန်မာကွာမင်းတွင်းမှာကွာဆိုပြီးတော့ဘယ်လိုပြောမလဲကန်ခိုင်းနေဆိုတာတော့ကျွန်တော်တော့မယုံဘူးဘာဖြစ်လို့လဲဆိုတော့ striker ကိုယ်တိုင်ဒီ ego တွေရှိတယ်ဟာလန်ကိုယ်တိုင်ဒီလည်းဂိုးတွေတွင်းချင်တယ်သူ့အတွက် free goal ရမယ့်ဟာကိုတော့ Omar Mosh ကို final မှာမပေးလိုက်ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်အမြင်ဆိုလို့ရှိရင်ကျွန်တော်ဟာလန်ဒီပန်နတီမကန်ကသူပန်နတီမဝင်ဘူးဆိုလို့ရှိရင်ပို့ပြီးတော့ PR များလာမယ် final မှာသူဂိုးမသွင်းနိုင်ဘူးပန်နတီဆိုရင်တော့မှသူဂိုးမသွင်းနိုင်ဘူးဆိုတဲ့ PR တွေသူများလာမယ်အဲ့ဒီ PR ကိုရှောင်ကျင်တဲ့အတွက်ကြောင့်မလို့ဒီပြောမယ်ဆိုလို့ရှိရင် Omar Mosh ကိုပန်နတီပေးကန်တယ်လို့ပဲထင်တယ်ပြီးတော့နောက်တစ်ခုဒီပါလဲဆိုတော့ဟာလန်ကအဲ့လိုမျိုးရှောင်အားလောက်အောင်ဒီယုံကြည်မှုနည်းနေပြီလားဆိုတာတော့ကျွန်တော်တို့မေးခွန်းထုတ်စရာပဲဒီဟာဒီလေ Guardiola ကိုယ်တိုင်ပြင်ရမယ့် mentality တစ်ခုဖြစ်နေတာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့တော့ Manchester United တို့ Spurs တို့ပဲပြန်လာဖို့ mentality ကိုပြင်ရမှာမျိုးမဟုတ်ဘဲနဲ့ Man City ကိုယ်တိုင်ဒီလေသူတို့ရဲ့ mentality ကျိုးပြတ်နေတာကစားသမားတစ်ယောက်ချင်းစီ mentality ကျိုးပြတ်နေတာအခြေစက်မမိတာ Guardiola ကိုယ်တိုင်ပြင်ရမယ့်ပုံစံတစ်ခုဖြစ်လာပြီလို့ကျွန်တော်ပြောချင်တယ်ပေါ့လေဟုတ်ကဲ့ပါဆိုတော့ဒီနေ့ဆွေးနွေးခဲ့တာကတော့ penalty မကန်ရလောက်အောင်ဒီဟာလန်ယုံကြည်မှုပျောက်ဆုံးနေပြီလားဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာပါကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်